ဒီအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအာသာပြေပြောဆိုနေကြတာတွေဟာအမျိုးသမီးတွေရဲ့ရှေ့မှာပြောသည်ဖြစ်စေနောက်မှာပြောသည်ဖြစ်စေတချင်းတွေကြပြာတွေကနေပြောသည်ဖြစ်စေဒါကဂျန်နာအရာလိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုမြောက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရဲ့ဖြိုပြေးကဏ္ဍတွေကဂျန်နာစီဇန်မှာတော့အဆိုတော်ရွှေထူး OA ဇစ်နဲ့ YZ တို့တီးဆိုထားတဲ့ခေးကြောက်ဆိုတဲ့တခြင်းလေးကိုဂျန်နာရှူတောက်ကနေပြီးတော့မှဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတခြင်းရဲ့ခေါင်းစဉ်ဖြစ်တဲ့ခေးကြောက်ဆိုတာကခေအတုံးနှုံတစ်ခုလို့ပြောလို့ရတယ်ဒီကလေးရဲ့အတူကောက်ခေးကိုဆိုလိုတာဖြစ်ပြီးတော့မှအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကလေးဆန်တဲ့မိန်းမငယ်လေးတွေကိုရည်ရွယ်တာဖြစ်ပါတယ်ဆိုတော့ကျမတို့ပထမအဆုံးတခြင်းလေးကိုနားထောင်ကြည့်ကြရအောင်နော်Ôi, ngã kia tê tê lê quạ bẹ chạ thoa mà solo phê phê lê mò quên nu phát bị nuôi nuôi lê tla ê nè mà dồn đầu lê lô quên lê ဒီတချင်းစာသားကိုကြည့်မယ်ဆိုလို့ရှိရင်အမျိုးသမီးဆိုရင်တေးသေးလေးဖြစ်ရမယ်နူးညံ့ပြီးတော့မှနုဖက်နေရမယ်ဆိုတဲ့ဒီဂျန်နာပုံစံခွက်တွေကိုအားပေးထားတာကိုတွေ့ရပါတယ်ဒီစာသားတွေပေါ်ကိုတေချာခွဲချမ်းစိတ်ဖြာပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအမျိုးသမီးငယ်တွေကိုတေးသေးလေးနဲ့နုဖက်နေတယ်ဆိုတဲ့တင်စားမှုတွေရဲ့တစ်ဖက်မှာအမျိုးသမီးတွေကိုအားနေတဲ့သူတွေအင်အားမဲ့တဲ့သူတွေဖြစ်ပုံဖော်နေတဲ့သဘောတက်ရောက်နေပါတယ်ဆိုတော့ဒီလိုမျိုးပုံဖော်မှုတွေကြောင့်မို့လို့လူမှုပတ်ဝန်းကျင်ရဲ့အမြင်တွေကအမျိုးသမီးဆိုလို့ရှိရင်ကာကွယ်စောင့်ရှောက်မှုလိုအပ်နေတဲ့သူအမျိုးသားဆိုရင်တော့ကာကွယ်စောင့်ရှောက်တဲ့သူဆိုတဲ့ဒီအယိုးဆွဲနေတဲ့ဂျန်နာအခြေပြုသတ်မှတ်မှုတွေဟာအမြဲမှန်ကန်နေတဲ့သဘာဝတရားကြီးအဖြစ်နဲ့လူတွေကိုအယုံသွင်းပြီးတော့မှတွန်းပို့နေတယ်လို့ဖြစ်စေတယ်ဆိုတာကိုသတိပြုရပါမယ်။နောက်ထပ်တခြင်းတစ်ပိုက်ကိုကျမတို့ဆက်ပြီးတော့မှနားထောင်ကြည့်ကြရအောင်နော်ချက်ရတယ်နတ်ဦးသလားခင်ရအောင်ဆက်စလူတအဖြစ်မရဘူးငါအချေပြကပ်ဘူးထားခြင်းခေဘေနာကကောင်းနေအားလုံးကန်ဒူးညာဖြစ်ရင်တော့မခေချစ်တဲ့ခေကူကိုဘန်ဒူးလာစင်ဒီတချင်းပိုက်မှာဆိုလို့ရှိရင်လည်းပဲဒီလိန်စိတ်တိမ်ညွတ်မှုမတူညီတဲ့သူတွေကိုနှိမ့်ချထားတဲ့အတုံးအနှုံးကိုထည့်သွင်းပြီးတော့မှတယောထားတာကိုတွေ့ရပါတယ်လိန်စိတ်တိမ်ညွတ်မှုလို့ပြောရင်လူတစ်ယောက်ကလိန်တူကိုကြိုက်ရင်ကြိုက်မယ်လိန်ခွဲကိုကြိုက်ရင်ကြိုက်မယ်ဒါပေမဲ့ဒီတချင်းထဲမှာတုံးထားသလိုလိန်စိတ်တိမ်ညွတ်မှုမတူညီတဲ့သူတွေကိုလှောင်ပြောင်နှိမ့်ချတဲ့အတုံးနှုံးတွေကလူမှုပတ်ဝန်းကျင်မှာပို့ပြီးတော့မှခွဲခြားဆက်ဆံခံရအောင်ဖယ်ကျင်ထားအောင်အားပေးအားမြောက်ပြုနေပါတယ်ဆိုတော့နောက်ထပ်ဒီတချင်းအပိုက်ပေါ့နော်နောက်ဆုံးအပိုက်ကိုနားထောင်ကြည့်ကြရအောင်နော်ကျလို့ရိုက်ခွက်ခေအကိတ်ကိုတင်စားပြီးချင်းဆက်လို့လိုက်တယ်ပါပါလေးနဲ့အချမ်းခံတဲ့ခေစစ်ပလက်လို့မိုက်မယ်ဒီခေလေးပေါ်ဦးရတိုင်းချုပ်စစ်ပတ်ကိုကြိုက်တယ်ဒီစာသားမှာဆိုလို့ရှိရင်လည်းပဲမိန်းကလေးရဲ့ခန္ဓာကိုယ်ကိုလိန်အသားပေးစာသားတွေနဲ့လိန်မှုဆိုင်ရာအပြုမှုတွေကိုရည်ရွယ်ပုံဖော်ပြီးတော့မှတီဆိုထားတာကိုတွေ့ရပြန်ပါတယ်ဒီလိုစာသားတွေကလူငယ်အမျိုးသားတွေကြားထဲမှာရေပန်းစားပြီးတော့မှအတူယူမှားစေနိုင်တယ်လို့မိန်းကလေးတွေကိုလိန်ပစ္စည်းတတ်တာထင်မြင်ယူဆစေပါတယ်ဆိုတော့ဒီအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအာသာပြေပြောဆိုနေကြတာတွေဟာအမျိုးသမီးတွေရဲ့ရှေ့မှာပြောသည်ဖြစ်စေနောက်မှာပြောသည်ဖြစ်စေတချင်းတွေကြပြာတွေကနေပြောသည်ဖြစ်စေဒါကဂျန်နာအရာလိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုမြောက်ပါတယ်အမှုပညာနဲ့မီဒီယာတွေကလူတွေရဲ့နေ့စဉ်အတွေးအခေါ်အပြုမှုတွေပေါ်မှာအများကြီးလွှမ်းမိုးတက်ရောက်မှုရှိပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးလူမှုပတ်ဝန်းကျင်ကိုအကျိုးပြုစေတဲ့ကောင်းမွန်တဲ့တက်ရောက်မှုတွေရှိလာစေဖို့ရည်ရွယ်တဲ့အမှုပညာဖန်တီးမှုတွေအသိပညာကိုဖွံ့ဖြိုးတိုးတက်စေတဲ့ဇက်လံတွေကိုများများဖန်တီးပြီးတော့မှမှားယွင်းနေတဲ့အမြင်တွေကိုပျောက်ကွယ်သွားအောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ကျမတို့ကလူဖွဲ့စည်းအသစ်ကိုဒီအတွေးအသစ်အမြင်သစ်တွေအခြေခံပြီးတော့မှတိဆောက်ကြရမယ်အခုလိုကာလမျိုးမှာဒီလိုမျိုးဂျန်နာမညီမျှမှုတွေဂျန်နာအခြေပြုခွဲခြားဆက်ဆံမှုတွေအကြမ်းဖက်မှုတွေလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေဖြစ်စေတဲ့ဒီဖြော်ပြရေးအစီအစဉ်တွေကိုသတိမူမိအောင်လို့ဒီနေ့ဖြော်ပြရေးကဏ္ဍတွေကဂျန်နာစီစဉ်ကနေပြီးတော့မှတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်လာမယ့်ပတ်မှာလည်းပဲဘယ်လိုမျိုးဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပေးကြပါဦးရှင်